Hello မင်္ဂလာပါလို့ကွန်ဆက်ပါတယ်ကျွန်တော်လည်းဒီမှာမရောက်တာကြာပြီပေါ့နော်ပြန်လည်ပြီးတော့ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေသူချင်းမှုတော်ဆောင်များနဲ့ပြန်လည်တွေ့ဆုံမိသားဖွဲ့ရတဲ့အတွက်ဘုရားတခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်ဘလောက်တောင်ဒီမရောက်တာကြာပြီလဲဆိုတော့အရင်တော့ကုံတော်ချီးမွမ်းရင်စာရွက်လေးတွေနဲ့ချီးမွမ်းတယ်ပေါ့အခုကဖုန်းနေနဲ့အကုန်လုံးချီးမွမ်းကြနော်တချို့တွေကလေးတွေပါရလို့နော်ဟိုတချို့တွေဆိုရင်Miss World Universe စင်ကာပူတွေပါတော့ဖြစ်လို့နော်မိုက်ကယ်ဆိုလည်းကျွန်တော်လည်းရက်ရှည်ဆိုအဲ့လိုနော်ဒါဆိုတော်တကယ်ပဲမရောက်တာကြာဆိုတိတာနော်ကျေးဇူးတော်ချီးမွမ်းပါကျွန်တော်ဒီနေ့ဘုရားတခင်နှုတ်ကပတ်တော်ကိုဒီဧဒရာဝတ္ထုအခန်းကြီး၄ကိုအခြေခံပြီးတော့ကျွန်တော်ဝင်ငှခြင်းပါတယ်ကျွန်တော်တို့ဖျားသားသမီးတွေဖျားလူတွေမကြာခဏကျွန်တော်တို့ဒုက္ခရင်ဆိုင်ရပါတယ်ဒီခါလေးကျွန်တော်တို့ဖျားသားသမီးဆိုတော့ဘာဒုက္ခမှမရောက်တော့ဘူးလို့ကျွန်တော်ထင်နေတဲ့အချိန်မှာပဲเนาะဒုက္ခရောက်သွားတဲ့ဒီခါလေးလေးကပြဿနာကတော့အသေးမွားပေါ့เนาะဒါပေမဲ့ဒီခါကျတော့ပြဿနာလည်းကြီးကြီးမားမားကျွန်တော်ရင်ဆိုင်ရတယ်ဒီခါလေးပြဿနာကဒါတယောက်ချင်းစီရဲ့ပြဿနာပေါ့တခါတလေမိသားစုတစုရဲ့ပြဿနာဒါပေမဲ့တခါကျရင်အသင်းတော်တစ်ခုလုံးရဲ့ပြဿနာဖြစ်သွားတယ်ဆိုတော့ပြဿနာပေါင်း16,000ပေါ့ဗျာကျွန်တော်တို့ရင်ဆိုင်ရတယ်ဆိုတော့ဖျားသားသမီးတွေဘယ်လိုပြဿနာပဲရင်ဆိုင်ရကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲဆိုတော့ဒီဣသရာဝတ္ထုအခန်းကြီး၄မှာဘုရားသခင်ဖော်ပြထားပါတယ်ဆိုတော့ဣသရာဝတ္ထုခန်းကြီး၄အကြောင်းလေးကျွန်တော်ငယ်ပြောပြခြင်းနဲ့ခန်းကြီး၄အစမှာမော်ဒဂေသူ့ရဲ့အဝတ်ကိုစုပ်ပြီးတော့ရှော်ဒေဝတ်ကိုသူဝတ်ပြီးတော့တဲ့ပြာနဲ့သူ့ကိုသူလူးပြီးတော့မြို့ထဲမှာတဲ့နော်အတန်ကျယ်ကြီးနဲ့ငိုကြွေးတယ်ဘုရင်နန်းတော်တွေကိုတော့သူဝင်ဖို့ကြိုးစားတယ်ဒါပေမဲ့ဘုရင်နန်းတော်တွေကိုရှော့တေဝတ်နဲ့ဝင်လို့မရတဲ့ခါမှာအဲ့ဒီဘုရင်နန်းတော်ဝါအထိသူသွားပြီးတော့အဲ့ဒီနန်းတော်ဝါမှာတဲ့သူငိုကြွေးနေတယ်ဘာဖြစ်လို့လဲဆိုကြည့်တဲ့အခါမှာခန်းကြီး3စုံလေးမှာဟာမန်ကဣသရေလလူမျိုးတွေရန်သူပေါ့နော်ဘုရင်ကသူ့ကိုချီးမြှောက်တယ်ဘုရင်ကဘာမိန့်ထုတ်လဲဆိုတော့သူ့ရဲ့ကျွန်နေအားလုံးတဲ့ဟာမန်ကိုရှ िख ိုးရမယ်ဥချရမယ်ဆိုပြီးမိန့်ထုတ်ထားတယ်ဆိုဟာမန်ကနန်းတော်တကားဘဝင်လိုက်ထွက်လိုက်လှုပ်တိုင်းအဲ့မှာရှိတဲ့ဘုရင်ရဲ့ကျွန်နေအားလုံးကသူ့ကိုရှ िख ိုးတယ်ပေါ့သူ့ကိုဥချတယ်ဟာမန်လည်းအဲ့မှာအလုပ်လုပ်ရတယ်ဒါပေမဲ့ तू ကတော့ဘုရင်ပြောတဲ့အတိုင်း तू မလုပ်ဘူးဟာမန်ကို तू မရှ िख ိုးဘူးဟာမန်ကို तू ဥမချအောင်အဲ့ဒါကိုဟာမန်ကိုယ်တိုင်ကတိတ်ပြီးတော့သတိမထားမိပေမဲ့ကျန်တဲ့ကျွန်တွေကသတိထားမိတဲ့အခါမှာသူ့ကိုမေးတယ်ဟာမန်မင်းဘာဖြစ်လို့ဘုရင်အမိန့်ကိုလွန်ဆန်ရတာလဲဘုရင်အမိန့်ထုတ်တာမင်းမသိဘူးလားဟာမန်ကငါတို့ရှ िख ိုးရမယ်ဥချရမယ်ဆိုဟာမန်ကဘာပြောလဲဆိုတော့ဒီမော်ဒဂဲကဘာပြောလဲဆိုတော့ငါယူဒလူအဲ့တခုမှသူပြောတယ်ငါကယူဒလူ I am a Jew သူပြောချင်တာငါကယူဒလူငါကထာဝရဘုရားကိုကိုးကွယ်တဲ့သူထာဝရဘုရားမှာတပါအခြားသောဘုရားအခြားသောလူကိုငါမရှိခိုးနိုင်ဘူးဥမချနိုင်ဘူးဆိုတဲ့သဘောပေါ့နော်အဲ့လိုသူပြောတဲ့အခါမှာကျန်တဲ့ကျွန်တွေကဒီလောက်တောင်ကိုယ့်ကိုထင်ကြီးတာပေါ့နော်ငါတို့ဟာမန်ကိုသွားတိုင်တော့သူဘာလုပ်မလဲငါတို့ကြည့်မယ်ပေါ့နော်ဆိုပြီးတော့ဟာမန်ကိုသွားပြောတယ်ဟာမန်သွားပြောတော့ဟာမန်ရမ်းစိတ်ဆိုးတယ်ဒ
ဒီမော်ဒယ်ကိုသူမုံသွားတယ်ဒါပေမဲ့ဟာမန်ကပညာရှိလောကပညာပေါ့ဗျာသူကဘာကြံလဲဆိုတော့မော်ဒယ်ကိုပဲငါမတတ်ချင်ဘူးမော်ဒယ်နဲ့တကွာသူ့လူမျိုးတွေအားလုံးငါတတ်ဖို့လုပ်မယ်ဆိုပြီးတော့သူအကြံရင်းကြံတာပေါ့နော်ကြံပြီးတနေ့ကျတော့ဘုရင်နဲ့သူရှိတဲ့အချိန်မှာဘုရင်ကသူဘာပြောလဲဆိုတော့ဘုရင်ကြီးရဲ့နိုင်ငံမှာလူတစုရှိတယ်နေရာတိုင်းမှာသူတို့ရှိတယ်ဒီလူတွေကသူတို့ဥပဒေနဲ့ပဲသူတို့အသက်ရှင်နေဘုရင်ကြီးရဲ့ဥပဒေတွေဂရုမစိုက်ဘူးဒီလူတွေရှိတာဘုရင်ကြီးတွေဘာကြိုးမှမရှိဘူးဆိုပြီးတော့ပြောတဲ့အခါမှာဘုရင်ကြီးကလည်းသူ့ကိုမြှောက်ပေးတော့ဒါဆိုရင်ငါဘာလုပ်ရမလဲဟာမန်ပြောတယ်ကျွန်တော်ကိုတာဝန်ပေးပါဒီလူတွေအားလုံးကိုကျွန်တော်ရှင်းမယ်ပြီးရင်ဒီလူတွေရှင်းဖို့လိုအပ်တဲ့ငွေကြေးကိုလည်းကျွန်တော်ပေးမယ်ဆိုဘီရင်ကိုပြောတဲ့အခါမှာဘီရင်ကပတ်စံတော့ငါစိတ်ဝင်စားပါဘူးကွာဒါပေမဲ့ရော့ဆိုပြီးတော့လက်စွပ်ပေးလိုက်မင်းလှုပ်ချင်တာလှုပ်ဆိုပြီးတော့ခွင့်ပေးလိုက်အဲ့ခါမှာဟာမန်ပထမသူကလော့ဆွဲတယ်လော့ဆွဲတယ်ဆိုတာဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့တရုတ်တွေခွက်ထဲမှာလေဒုတ်တန်လေးတွေထည့်ပြီးတော့နော်သူတို့ cloud ပြီးတော့ကြာလာတဲ့ဒုတ်တန်ကိုကြည့်ပြီးတော့ဘာပြောသလဲပေါ့ဗျာ fortune telling သူကဟာမန်အဲ့ဒါလေးလုပ်တယ်ဒီဂျူးတွေကိုဘယ်နေ့ဘယ်လမှာရှင်းရမလဲဆိုတော့သူကအဲ့လို fortune telling သူလုပ်တဲ့ခါမှာနောက်ဆုံးလရဲ့73ရက်နေ့မှာလုပ်ရမယ်စကားသူအဲ့နေ့ကိုသူကတေချာမှတ်ပြီးတော့ဘုရင်ရဲ့လက်စွပ်နဲ့ပေါ့နော်စာရေးလိုက်ယူဒလူတွေကိုနော်လူကြီးလူငယ်မျိုးသားမျိုးသမီးကလေးသူငယ်အကုန်လုံးကိုဒီရက်ဒီလမှာအကုန်ရှင်းရမယ်တပ်ဖြတ်ရမယ်သူတို့ဥစ္စာတွေကိုလူယူရမယ်ဆိုပြီးတော့အမိန့်ထုတ်လိုက်တာအမိန့်ထုတ်ပြီးတော့သူနဲ့ဘုရင်နဲ့အဲ့မှာနန်းတော်ထဲမှာစပည့်တွေတောက်ပြီးတော့ပျော်မွေ့နေတဲ့ချိန်မှာအဲ့စာကိုရောက်တဲ့မြို့တိုင်းမှာဣသရေလလူမျိုးတွေကဒီအကြီးကျယ်ဒုက္ခရောက်တော့ပေါ့နော်အဲ့ဒီသတင်းကိုမော်ဒကဲကြားတဲ့အခါမှာခုနကသူ့ဝတ်ကိုစိုးပြီးတော့ရှော်ဒီဝတ်ကိုဝတ်ပြာနဲ့လူပြီးတော့အကြီးကျယ်ငိုကြွေးနေတာဖြစ်ပါလေအဲ့ဒါကိုဘယင်မဖြစ်နေတဲ့သူ့မွေးစားသမီးပေါ့ဗျာသူ့ရဲ့ကားစင်ဣသရာကတီးတဲ့ခါမှာရန်ဝမ်းနေပြီးတော့နော်မော်ဒကဲဘာဖြစ်လို့ဒီလိုဖြစ်နေရတာလဲသွားရှော်ဒီဝေးကိုချွတ်ခိုင်းပြီးတော့အဝတ်လဲခိုင်းလိုက်လို့အဝတ်ပေးလိုက်တဲ့ခါမှာမော်ဒကဲကမလဲဘူးတဲ့မလဲဘူးအဲ့ခါမှာဣသရာကသူ့ရဲ့ဒီမိန်းမစိုးတယောက်လှုပ်ပြီးတော့အကျိုးเจ้าကိုမေးတာပေါ့နော်သူကမြနန်းတော်ထဲမှာသာနေရတာနန်းတော်ကြောင့်သူမသိဘူးအဲ့ခါကျမှမော်ဒကဲကပြောပြဟာမန်ဒီလိုပဲငါတို့လူတွေအားလုံးကိုတတ်ဖို့လုပ်နေတယ်သူဘလောက်ငွေကြေးပေးမယ်လို့တော့ဘုရင်ကိုပြောတယ်နင်သွားပြီးတော့ဘုရင်ရှိမှာသွားပြီးတော့သနာခံပါဆိုပြီးတော့ဒီမိန်းမစိုးကနေတစ်စင့်ပေါ့နော်သူပြောပြခိုင်းတယ်အဲ့ခါမှာဣသရာဘာပြောလဲဆိုတော့ဒါလွယ်တဲ့ကိစ္စမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဘုရင်မဖိတ်ဘဲနဲ့ဘုရင်ကိုသွားတွေ့တယ်လူအဲ့ဒီလူတဲ့တကယ်လို့များဘုရင်ကသူ့ရဲ့ဒီရွှေရာဇလန်တွေကိုမကမ်းဘူးဆိုရင်အဲ့လူအသက်ခံမှာကျမကိုလည်းတဲ့မခေါ်တာတလားရှိပြီအတိတ်ကတိတ်အစမပြေဘူးပေါ့ဗျာနော်ဘုရင်နဲ့သူနဲ့တိတ်အစမပြေဘူးဆိုအဲ့လိုသူပြောတဲ့ခါမှာမော်ဒကဲကဘာပြန်ပြောလဲဆိုတော့မင်းတဲ့နန်းတော်ထဲမှာရှိလို့အသက်လွတ်မယ်မထင်နဲ့ကြံတဲ့ယူဒလူတွေကအသက်ခံပြီးတော့မင်းအသက်ပဲလွတ်မယ်မထင်နဲ့ပြီးတော့ဘာပြောသေးလဲဆိုတော့အဓိကနော်မင်းမကူညီရင်လေတဲ့ကူညီမဲ့သူဘုရားသခင်ပြင်ဆင်ပေးလိမ့်မယ်
ဘုရားသခင်လို့တော့သူမပြောဘူးပေါ့ဗျာကြံတဲ့လူအဖြစ်ငါတို့လွတ်မြောက်ခြင်းကိုခံစားရလိမ့်မယ်ဒါပေမဲ့တဲ့မင်းဘယင်မဖြစ်နေတာဒီလိုအချိန်ကြောင့်မို့ဖြစ်တယ်ဆိုတာမင်းမသိဘူးလားနော်ဆိုပြီးတော့သူ့ပြောတဲ့အခါမှာနောက်ဆုံးတော့ဧဒရာသဘောပေါက်သွားတယ်။အော်ငါဘယင်မဖြစ်လာဖျားတခင်ကသူ့လူမျိုးတွေဒုက္ခရောက်မှာကိုကြိုပြီးတော့တီးလို့ငါ့ကိုဖြစ်စေတာပါလားဆိုသူနားလေသွားအဲ့ခါမော်ဒကယ်ဘာပြောလဲဆိုတော့သွားဒီရှုရှန်မြို့မှာရှိတဲ့ဣသရေလလူမျိုးတွေဆိုစုငါကိုစားစုတောင်းပေးငါကိုစားအစာရှောင်ပေး3 ရက်ပြီးရင်ငါသွားတွေ့မယ်ငါသိရင်လဲသေပါစေတော့ဆိုပြီးတော့သူစကားပြောလိုက်တယ်အဲ့ခါမှာမော်ဒကယ်ကဣသရာပြောတဲ့အတိုင်းအကုန်လုံးသူသွားလုပ်တယ်ဒါကဒီဣသရာဝတ္ထုခန်းကြီးလေးရဲ့အချင်းချုပ်လေးဖြစ်တယ်ဒီဣသရာဝတ္ထုခန်းကြီးလေးအဖြစ်ဘုရားသခင်ကျွန်တော်တို့ကိုဘာသင်ခန်းစာယူစေခြင်းတလဲပြဿနာကျွန်တော်တို့တက်တာမှာရင်ဆိုင်တဲ့အခါမှာပထမဦးဆုံးကျွန်တော်တို့ဘုရားသခင်ကိုချဉ်းကပ်ရမယ်ဘုရားသခင်ရှေ့မှာကျွန်တော်တို့အရင်ကိုနှိမ့်ချရမယ်ရှော်တေဝတ်ကိုဝတ်တယ်ပြာနဲ့လူးတယ်ဆိုတာဘုရားသခင်ရှေ့မှာကိုနှိမ့်ချခြင်းပဲဖြစ်တယ်ကိုယ့်ရဲ့အဖြစ်တွေကိုဝင်ချတောင်းပန်ခြင်းပဲဖြစ်တယ်ရှော်တေဝတ်ဆိုတာနော်ဒီ goat's hair ပေါ့နော်စိတ်ရဲ့ဒီဗာလဲအမွှေးနဲ့လှုပ်ထားတဲ့ຢာအရန်ကျန်းနေတယ်ဝတ်လိုက်ရင်ဟို comfortable မဖြစ်ဘူးအဆင်မပြေဘူးဒါပေမဲ့ကိုနှိမ့်ချတော့ပေါ့နော်ကိုနှိမ့်ချကျွန်တော်တို့ဘုရားသခင်ရှေ့မှာအရင်နှိမ့်ချဖို့လိုပါတယ်ကျွန်တော်တို့မိသားစုမှာပဲပြဿနာရှိကျွန်တော်တို့တူးချင်းမှာပဲအလုပ်မှာပဲပြဿနာရှိဒါမှမဟုတ်လေအသင်းတော်မှာပဲပြဿနာရှိကျွန်တော်တို့ဘုရားသခင်ရှေ့မှာအရင်ကိုနှိမ့်ချဖို့လိုပါတယ်ဒါကြောင့်မို့တချို့ကိစ္စတွေဆိုရင်အစာမရှောင်လို့မဖြစ်ဘူးတချို့ကိစ္စတွေဆိုရင်တနေ့ကုန်စုမတောင်းလို့မဖြစ်ဘူးကျွန်တော်တို့အစာရှောင်တဲ့အချိန်ကျွန်တော်အစာရှောင်တနေ့ကုန်စုတောင်းဖို့လိုတဲ့အချိန်ကျွန်တော်စုတောင်းအရင်ဘုရားသခင်ကိုကျွန်တော်တို့တိုးဝင်ချင်းကပ် humble yourself before the mighty God ဘုရားသခင်ရှေ့မှာကျွန်တော်နှိမ့်ချဖို့လိုကျွန်တော်တို့ဒီခန်းကြီးလေးကိုကြီးတဲ့အခါမှာမော်ဒကယ်သူနှိမ့်ချတယ်ပြီးတဲ့အခါမှာကြံတဲ့တိုင်းတဲ့ပြည်မှာရှိတဲ့ဣသရေလလူမျိုးတွေသူတို့လည်းမော်ဒကယ်လိုပဲနှိမ့်ချတယ်ရှော်တေဝတ်ကိုဝတ်ကြတယ်ညအိတ်တော်မှရှော်တေဝတ်နဲ့အိတ်တယ်ပြထဲမှာအိတ်တယ်ပြီးရင်ဒီအခန်းကြီးအစိုးမှာဘသူလဲကိုဘုရားသခင်ရှေ့မှာနှိမ့်ချလဲဆိုတော့ဣသရာကိုယ်တိုင်လဲဘုရားသခင်ရှေ့မှာသူနှိမ့်ချတယ်သူနဲ့သူ့ရဲ့အဖော်တွေပေါ့နော်ငါတို့လဲတဲ့အစာရှောင်မယ်ဆူတောင်းမယ်ပြီးတော့အဲ့ရှူရှင်မြို့မှာရှိတဲ့ဣသရေလလူမျိုးတွေအားလုံးလည်းမော်ဒကယ်လိုပဲလုပ်ကြဆိုတော့ကျွန်တော်တို့ဘုရားသားသမီးတွေရဲ့သက်တာမှာဘုရားလူမျိုးတွေရဲ့သက်တာမှာဘုရားသခင်ရှေ့မှာနှိမ့်ချခြင်းအများကြီးရည်ကြည်ပါစာရေးဆရာကြီး Max Lucado ကသူဘာပြောလဲဆိုတော့ when we work but when we pray God works ဒီပြကျွန်တော်တို့ဖျောက်အရင်မကိုးစားမလို့ကျွန်တော်တို့လှုပ်ရှားရှိတာလှုပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့လှုပ်တာပဲဖြစ်သွားလိမ့်မယ်ဒါပေမဲ့ဘုရားသခင်ရှိရင်တိုးဝင်ပြီးတော့ဆူတောင်းပြီးတော့လှုပ်မယ်ဆိုရင်တဲ့အဲ့ဒါဘုရားလှုပ်တာဖြစ်သွားတယ်ဘုရားလှုပ်တဲ့ຢာပို့ပြီးတော့လှပပါတယ်ပို့ပြီးတော့ပြည့်စုံပါတယ်ပြီးတဲ့အခါမှာလဲနော်ဧဒရာရဲ့အသက်တာနဲ့လဲကျွန်တော်တို့ခွန်အားယူလို့ရတယ်ပထမသူကြောက်တယ်ဘယင်ကြီးမဖိတ်ဘဲနဲ့ငါမသွားရဲဘူးပေါ့ဗျာသူပြောချင်တာငါမသွားရဲဘူးတဲ့
ဒါပေမဲ့မော်ဒကဲကသူ့ပြန်ပြီးတော့သတိပေးတဲ့ခါဘုရားသခင်မင်းကိုဘယင်ဖြစ်စေတာဒါကြောင့်မို့မဟုတ်လားလို့ပြောတဲ့ခါမှာသူနားလည်သွားတယ်တကယ်တမ်းကျွန်တော်တို့ဧဒရာဝတ္ထုအစကနေဖတ်ကြည့်ဧဒရာဘယင်မဖြစ်ဖို့ဘုရားသခင်တစ်ခွေးတစ်ခုသူပြင်ဆင်ပေးတယ်ဧဒရာဝတ္ထုမှာဘုရားသခင်နာမတော်တစ်လုံးမှမပါ There is no name of God mentioned in the book of Esther ဒါပေမဲ့ဘုရားရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်အများကြီးတွေ့ရတယ် Although there is no name of God there is work of God ဘာဖြစ်လို့လဲသူတို့နှိမ့်ချလို့ဖြစ်တယ်ဘီရင်အာကျွေရုသူပွဲကြီးလုပ်တယ်အဆုံးမှာသူမိဖုရားကိုသူကကြွားကျင်တော့နော်ဖိတ်လိုက်တယ်လာခဲ့ပါအဲ့သူမိဖုရားမလာဘူးဗျာဘီရင်ရဲ့အမေကိုလွန်ဆန်တာဒါအသက်ပါနိုင်တယ်ဒါပေမဲ့သူ့ရဲ့ဘီမမလာဘူးဗျာကျွန်တော်အဲ့အကြောင်းလေးကိုကျွန်တော်ဖတ်တဲ့ခါမှာလေကျွန်တော်ရမ်းရည်ပြည့်သွားတယ်ဘီရင်ကြီးကတော့တိုင်း129နှစ်129ဟိုအုပ်ချုပ်တဲ့ဘီရင်သေးဆိုသေးရှင်းဆိုရှင်းဒါပေမဲ့သူ့မိမကိုခေါ်တာမလာဘူးဗျာနော်ကျွန်တော်လည်းကိုချင်းစားတာပေါ့နော်ကျွန်တော်မိမလည်းတခါကျရင်ကိုနားထောင်တာမဟုတ်လေဆိုတော့ဒီမှာဘီရင်နော်မလာဘူးIt's a miracle. It's a miracle. မလာတဲ့ခါမှာနောက်ဆုံးတော့သူ့ဘီရင်မယာတို့ကနေပြုတ်သွားတယ်အဲ့ကြောင့်မှဘီရင်မနောက်တစ်ယောက်ကိုရှာတဲ့ခွင့်ရသွားတယ်အဲ့ဒီကြောင့်မှဣသရာကဘီရင်မဖြစ်ဖို့ခွင့်ရသွားဣသရာလည်းဘာဖြစ်လို့ဒီလောက်ချောရတယ်လဲနော်ဒါလည်းဘုရားသခင်ပါတယ်ဘာလို့ဒီလောက်ချိုးရတယ်လဲမချိုးလို့တော့ဘယ်လိုလုပ်ဘီရင်မဖြစ်မလဲနော် charity လဲချိုးပါလေနော်ဒါပေမဲ့ကျွန်တော်တို့မျက်စိအောက်မှာကြီးလာတော့ဒီလိုပဲကလေးလိုပဲမြင်တာပေါ့ဗျာနော်ဆိုတော့ Miss Wow Singapore ဖြစ်သွားတာအားလုံးကအော်နေကြနော်ဒါလည်းဘုရားသခင်လုပ်တဲ့အရာနော်ပြီးရင်လည်းမိမစိုးတွေရဲ့ရှိမှလည်းဣသရာကိုမျက်နှာရတဲ့ခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးတယ်နောက်ဆုံးဘုရင်ကိုယ်တိုင်သူ့ကိုတကယ်ပဲစိတ်တိုင်းကြပါဗျာနော်သဘောကျတဲ့ခွင့်ကိုလည်းဘုရားသခင်ပြင်ဆင်ပေးဆိုတော့ဒါတွေအားလုံးကိုနော်ဣသရာနားလည်သွားတဲ့အခါမှာဩဘုရားသခင်ကြောင့်ငါဘုရင်မဖြစ်နေတာဆိုဘာတွေ့လဲဆိုသူစဉ်းစားလာတကယ်တမ်းဆိုနော်ဒီအချိန်မှာသူပဲကယ်နိုင်တယ်တကယ်တမ်းဆိုရင်သူပဲကယ်နိုင်တယ်ဘုရင်ကိုသွားပြီးတော့တွေးဖို့အသင့်တော်ဆုံးသူကဘယ်သူလဲဆိုတော့သူပဲအဲ့ဒါသူကဘုရင်မဖြစ်တယ်ဘုရင်ကနှစ်သက်လို့သူ့ကိုဘုရင်မရာထူးပေးထားတာဆိုသူကအသင့်တော်ဆုံးလူပဲသူပဲဆိုတော့သူနားလဲသွားတဲ့အခါသူအသက်ဆွတ်ပြီးတော့သူဘီရင်ရှိကိုသူဝင်တယ်ဆိုတော့နောက်ဆုံးတကယ်ပဲသူ့လူမျိုးတွေအတွက်လှုပ်ချင်းခွင့်ကိုသူရရှိခဲ့ဆိုဣသရာတက်တာကျွန်တော်တို့ဘာရာတူယူမလဲဆိုတော့ကျွန်တော်တို့လည်းနော်ကျွန်တော်လက်ရှိအခြေအနေကျွန်တော်တို့ရောက်နေတဲ့နိုင်ငံကျွန်တော်တို့လုပ်နေတဲ့အလုပ်ကျွန်တော်တို့ရနေတဲ့မိသားစုကျွန်တော်တို့အခုလက်ရှိပါဝင်နေတဲ့အသင်းတော်ရှိနေတဲ့ဆရာတွေဆရာမတွေဒါတွေအားလုံးကဘုရားသခင်ပြင်ဆင်ပေးတယ်ဆိုတာကျွန်တော်တို့နားလည်ဖို့အရေးကြီးပါတယ်နားလည်တဲ့အခါမှာဘုရားသခင်ဒါတွေဘုရားသခင်ငါ့ကိုပေးထားတယ်ဘာတွေ့လဲဆိုပြီးတော့ကျွန်တော်တို့ကကိုတတ်နိုင်တဲ့နေရာမှာကျွန်တော်ပါဝင်ပြီးတော့အစီခံမှုဖြစ်ပါတယ်အတင်းတော်မှာလူတိုင်းလိုအပ်ပါတယ်မိသားစုမှာလည်းလူတိုင်းလိုအပ်တယ်မိသားစုတကယ်ပဲပျော်ပျော်ရွှင်ရွှင်နဲ့
တီထောင်နိုင်မှုအဖေလဲလို့အမေလဲလို့သားသမီးတွေလဲလို့အကုန်လုံးလို့မိသားစုတစုထဲမှာတိုးမဲတယောက်လောက်ရှိကျန်တဲ့လူတွေဘလောက်ကောင်းကောင်းဘယ်တော့မှစိတ်မချမ်းသာနိုင် everybody is needed ဆိုကျွန်တော်တင်းတော်မှာလဲထုံနည်း၎င်းကျွန်တော်တို့အားလုံး everybody is needed ဘုရားသခင်ငါ့ကိုဘယ်လိုကျေးဇူးပြုထားလဲငါဘုရားလူမျိုးတွေအတွက်ငါဘာလုပ်ပေးလို့ရမလဲကျွန်တော်အမြဲတမ်းစဉ်းစားတချို့ဟာတွေကကျွန်တော်တို့လုံးမပဲရငါပဲနော်ငါပဲဝါကြွားတာမဟုတ်ဘူးနော်ဒါငါလုံးမဖြစ်မယ်ငါပဲအစေခံခြင်းတဲ့သဘောနဲ့ပေါ့နော်အစေခံခြင်းတဲ့သဘောနဲ့ငါပဲဆိုပြီးတော့ခံယူဖို့လိုပါတယ်ကျွန်တော်တို့ဘုရားရှင်ရှိမှာပဲကျွန်တော်တို့နှိမ့်ချပြီးတော့ပြီးွားလို့မရဘူးဆူတောင်းပြီးတော့ပြီးလို့မရဘူးဆူတောင်းပေးမယ်မလောက်ဘူးနော်တချို့ဟာတွေဆူတောင်းပေးုံနဲ့မလောက်တချို့ကဘာပြောလဲဆူတောင်းပေးပါတဲ့အဓိပ္ပာယ်ကဆူလဲတောင်းတဲ့ပေးလဲပေးတဲ့နော်ဆူတောင်းပေးပါကျွန်တော်တို့ကလက်ပါကျွန်တော်တို့ဝင်ငါပေးကမ်းစွန့်ကြဲရကိုယ်တိုင်ပါဝင်ရအစီခံဆူတောင်းခြင်းနဲ့ပြီးလို့မရအေးဒရာလို့တကယ်ပဲပေးဆက်ပြီးတော့အစီခံမှုလိုပါတယ်ဒါကြောင့်မို့ဒီနှုတ်ကပတ်တော်လေးဟာဒီမှာရှိတဲ့အသင်းတော်တွေလည်းဖြစ်တယ်လို့ကျွန်တော်စဉ်းစားရပါတော့ကချင်ပြည်မှာရှိတဲ့ကချင်လူမျိုးတွေအတွက်လည်းဖြစ်မယ်လို့ထင်ပါတယ်။ဘာလို့ဆိုတော့ဣသရာကသူ့အတွက်ပဲသူသက်ရှင်တာမဟုတ်သူ့လူမျိုးတဲ့သူသက်ရှင်ဆိုလူမျိုးရေးပြောတာမဟုတ်နော်။ဘုရားသားသမီးအနေနဲ့ပေါ့နော်။ဘုရားသခင်ကကျွန်မကိုကချင်ဖြစ်စီဒါလည်းအကြောင်းရှိတယ်နော်။ဒါလည်းအကြောင်းရှိတယ်ကျွန်တော်ရည်စရာလေးတစ်ခုကျွန်တော်ကြားဘူးလေနော်အဲ့ဘိုးကြီးတယောက်ကတရုတ်ပြည်သွားတော့တရုတ်ပြည်ကလည်းတရုတ်လိုပဲပြောတာပေါ့ဗျာအင်္ဂလိပ်လိုမပြောတော့သူခင်ဗျာတော်တော်ဒုက္ခရောက်တော့သူကအိမ်ပြန်သွားတဲ့ခါမှာသူမိသားစုကိုသူပြောတယ်ပေါ့နော်ဟာငါတရုတ်ပြည်မှာမမွေးတာကံကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲပေါ့နော်ကျန်တဲ့လူကထင်တာတရုတ်ပြည်ကလူတွေကဆင်းရဲတယ်ပေါ့ဗျာစားဝတ်နေအစီအမပြေကြဘူးဘာဘူးသူတို့အဲ့လိုထင်တာဘယ်ဟုတ်လဲ तू ကဘာပြောလဲဆိုတော့ငါတရုတ်ပြည်မှာမွေးရင်လည်းငါဒုက္ခရောက်မှာဘာဖြစ်လို့ဆိုတော့ငါတရုတ်လိုမပြောတတ်ဘူးဆိုတော့ तू စိတ်နေတာဆိုတရုတ်လိုမပြောတတ်တော့တရုတ်ပြည်မှာမွေး तू ဒုက္ခရောက်မှာပေါ့ဗျာအဲ့လိုမဟုတ်ပါဘူးနော်အဲ့လိုမဟုတ်ကျွန်တော်ဘုရားသခင်ကချင်ကရင်နော်ဗမာတရုတ်ကိုလက်ခံနိုင်ရပြီးရင်ကိုလူမျိုးတွေစဉ်းစားနိုင်ငံရေးမဟုတ်ဘူးနော်ကျွန်တော်လည်းနိုင်ငံရေးပါပဲနိုင်ငံရေးဆိုတာကျွန်တော်တို့ကဘုရားသခင်နိုင်ငံရေးပေါ့နော် The Kingdom of God ဘုရားသခင်နိုင်ငံရေးအဲ့ဒီထဲမှာကျွန်တော်လူမျိုးတွေလည်းပါသူတို့တွေကျွန်တော်တို့ဘာလုပ်ပေးနိုင်လဲကျွန်တော်လုပ်အောင်ဘုရားမြတ်တာနဲ့ဒါမှသူတို့ဘုရားမြတ်တာကိုသူတို့သိဒီမှာဣသရာသူ့လူမျိုးတွေအတွက်သူအသက်ဆွတ်ပြီးတော့ဘုရင်ကိုချဉ်ကပ်တယ်အောင်ချင်းခွင့်ကိုရတယ်ဘာဖြစ်လို့လဲမော်ဒကဲတို့သူ့လူမျိုးတွေအားလုံးဘုရားသခင်ရှေ့မှာကိုနှိမ်ချကြတယ်ဘုရားကိုအားကိုးကြတယ်ပြီးတဲ့အခါမှာဒီတိုင်းလက်ပိုက်မနေဘူးဘသူကဘာလုပ်တင်တယ်လဲလုပ်တယ်လုပ်တဲ့အခါမှာဘုရားသခင်အောင်ချင်းခွင့်ကိုဘုရားသခင်ပေးပါလေအကြောင်းမို့ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေအားပေးပါစေဖျားဝတ်နိုင်မှွေလို့တဲ့သူတိုင်းတဲ့စင်းရဲတို့ကခံရမယ်ရှင်ဘောလူပြောပါတယ်ဟုတ်တယ်ကျွန်တော်တို့ဖျားဝတ်နိုင်မှွေလို့တဲ့ခါမှာစင်းရဲဒုက္ခရှိတယ်ကျွန်တော်ပြီးခဲ့တဲ့
ဒီနှစ်ပတ်လောက်ပါနော်ဒီဖုန်းဝင်လာတယ်သူက Thompson ဒီ Medical Center မှာပေါ့နော်သူတို့မိသားစုနည်းနည်းအခက်အခဲရှိတယ်တထေးကဒီဆေးဘိုးဘွားကပေးမယ်လို့ပြောပြီးတော့တကယ်ပေးရမယ့်ချိန်ကျတော့ရောက်မလာနော်ဖုန်းဆက်လို့လည်းမရလူပါပျောက်အဲ့မှာသူတို့ခင်ဗျာဆေးရုံကလည်းပေးမစင်းဘူးပေါ့ဗျာသူတို့ကလည်း private hospital ဆိုတော့လေနည်းခက်တာပေါ့နော်အဲ့မှာဖုန်းခေါ်ပြီးတော့အကူကြီးတောင်းတာပေါ့ကျွန်တော်မှလည်းမရှိပါဘူးပတ်စံဒါပေမဲ့ကျွန်တော်မှ credit card တော့ရှိတယ်ပတ်စံမရှိဘူး credit card ရှိတယ်ဆိုတော့ credit card နဲ့အရင်ပေးထားလို့တော့ရတာပေါ့ဗျာနော်ဆိုတော့ကျွန်တော်လည်းဖျားရဲ့နာမတော်ထောက်ပြီးတော့သွားပြီးတော့သူတို့တဝက်ပေါ့ဗျာတဝက်ကျွန်တော်ပေးလိုက်တယ်ပေါ့နော်ဒါဆင်းရဲဒုက္ခလားဆိုတော့လေတစ်ဖက်မှာကြည့်ရင်လည်းဆင်းရဲဒုက္ခပေါ့နော်ဘာဖြစ်လို့ဆိုတော့ credit ပြန်မပေးသေးဘူးလေနော်ဆိုတော့ဒါပေမဲ့ယုံကြည်တယ်နော်ယုံကြည်တယ်ဘုရားသခင်နာမတော်နဲ့ဘုရားကိုကျွန်တော်ကအရင်ဆက်ကပ်ပြီးတော့ကျွန်တော်လုပ်တဲ့အရာဘုရားသခင်အစဉ်ပြေအောင်လုပ်ပေးလိမ့်နော်အဲ့မိသားစုလည်းဘုရားသခင်ပြန်ပေးနိုင်အောင်ဘုရားသခင်လုပ်ပေးလိမ့်ကျွန်တော်ယုံကြည်တဲ့အရာဆိုတော့ဒါကျွန်တော်သက်တာမှာဒီຢာကလည်းလက်တွေ့အသက်ရှင်မှုဖြစ်ပါတယ်လက်တွေ့အသက်ရှင်မှုဖြစ်ပါကျွန်တော်တို့လှုပ်ရှားရှိတာမလှုပ်ခင်ဘုရားသခင်ရှေ့မှာကိုယ့်ကိုနှိမ့်ချပါပြီးတဲ့ခါမှာတော့လှုပ်ရှားရှိတာလှုပ်ပါဘုရားသခင်အောင်ခြင်းခွင့်ကိုပေးမယ်ဆိုရရတယ်ခွန်အားပေးလိုပါတယ်တယောက်စီကိုဘုရားသခင်ကောင်းကြီးပေးပါစေ